Final မှာဂိုးပြတ်နဲ့ရှုံးနေခဲ့တဲ့အာဒီတာရဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ Ganavers ကနေကြိုဆိုလိုက်ပါတယ်ဒီကွဲစဉ်မှာတော့ဒဏ်ရာပြဿနာကြောင့်တင်ပါနဲ့ ACB လွှဲချော်ခဲ့ပါတယ်ဒါကြောင့်အာဆင်နယ်ဟာအဲဆေးနေရာမှာ Kai Havertz ကိုထည့်ပြီးကစားစေခဲ့ပါတယ်ပထမပိုင်းမှာတော့အာဆင်နယ်ဟာတိတိသားသား၄ဂိုးပေါက်ချင်းချောက်နိုင်ခဲ့ပြီးမြဲ Man City ကိုသမားကာကွယ်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းကိုရောက်သွားတဲ့အချိန်မှာတော့တိုက်ပွဲဝင်လို့စိတ်လုံးဝမရှိတော့တဲ့အာဆင်နယ်ဟာ Man City ကိုလက်ညှောင်အရှုံးပေးခဲ့ရပါတယ်ဒုတိယပိုင်းအစကတည်းက Man City အသင်းဟာတရဆက်တိုက်စစ်နေပြီးတော့အာဆင်နယ်အသင်းရဲ့ခန်းစစ်ကစားပုံကောင်းလို့သာစောစောစီးစီးဂိုးမရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းမိနစ်60နားမှာတော့အာဆင်နယ်ကိုသမားကဲပါအမားကနေ Man City ဥဆောင်ကိုရသွားပါတယ်နောက်ထပ်သိမ့်မကြခင်မိနစ်ပိုင်းခြားမှာပဲ Man City ဂိုးထပ်ရခဲ့ပြီးအာဆင်နယ်ကိုအေးအေးဆေးဆေးကစားပြီးပွဲကိုထိမ့်ခဲ့ပါတယ်အာဆင်နယ်အသင်းကလူစားလဲပြီးကစားခဲ့ပြီးမြဲလဲစိတ်ဓာတ်ပိုင်းရောမရှိတဲ့အပြင်တိုင်တွေထိပြီးလွဲခဲ့တာကြောင့်ကန်တရားရဲ့မျက်နှာသာလည်းမရခဲ့တဲ့အတွက်နောက်ထပ်တွင်းဂိုးတွေမတွေ့ခဲ့ရပဲဖလားလက်လွတ်ခဲ့ရပါတယ်ကျွန်တော်ပြောချင်တာကတော့ပထမပိုင်းစောစောစီးစီးဟင်ကပေအဝါထိထားတာကြောင့်တောင်ပန်မှာထိန်းဖို့မလွယ်ကူတဲ့စီမီညိုကိုကပ်ဖို့ခေါင်းခဲစရာထည့်ပါတယ်ဒီချက်ကိုအာဒီတာကိုယ်တိုင်လည်းသိပါတယ်ဒီအတွက်ကာလာဖျူရီကိုစောစောစီးစီးလူစားလဲတင်ပါတယ်ရသွားတဲ့အတွင်းကို2ဂိုးလုံးဟာအာဘတ်ရဲ့ချမ်းကနေပဲထိပြီးအပိုးအလိုမရှိထိရောက်တဲ့ကစားဟန်နဲ့ကစားတတ်တဲ့စီမီညိုကြောင့်အာဆင်နယ်တော်တော်လေးအခက်တွေ့ဟဲပြီးမြဲလူစားလဲဖို့နောက်ကျမှဆုံးဖြတ်ချက်တွေဟာတော်တော်လေးဆိုးသွားပါတယ်အလုံးမဖွတဲ့ကစားကွက်ကိုမိနစ်60ကျော်အထိဒီအတိုင်းထိုင်ကြည့်နေတာကြီးကမဖြစ်သင့်ဘူးထင်ပါတယ်နောက်ပြီးအာဆင်နယ်ဟာဒုတိယပိုင်းမှာကစားအားတော်တော်လေးကျခဲ့ပါတယ်ကစားအားဆိုလာထက်ကျွန်တော်အမြင်မှာတော့ကွင်းလယ်ပိုင်းစိုးမိုးမှုလို့ပဲပြောချင်ပါတယ်ကွင်းလယ်ပိုင်းမှာ Man City ရဲ့စိုးမိုးနိုင်မှုကကြောက်စရာကောင်းပါတယ် Man City အသင်းက pressing ပေးမှုကလည်းအာဆင်နယ်ကိုကစားပုံတီးဆော့ဖို့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်ကွင်းလယ်အသာစီးရဖို့အတွက်ကစားကြမယ်ဆိုတဲ့အခါမှာလဲအိုဒီကတ်အဲဆေးပါမပါဝင်နိုင်တဲ့အပြင်နောက်ထပ် playmaker လုပ်ဖို့လူမရှိဘူးထည့်ပါတယ်အာဒီတာဟာ Trossard ကိုဘာလို့ကြိုက်မှန်းမသိပေမဲ့တူပြိုင်ကိုပြိုင်ပြေးကြမယ်အချိန်မှာတောင်ပန်နေမှာခြေစွမ်းတိမပြနိုင်တဲ့ Trossard ကို Martinelli နဲ့လူစားစောစောစီးစီးလဲတင်ပါတယ်ဒီပွဲမှာစာကားလေးတော်တော်ကိုတိုင်ပတ်နေပြီးဘာလုတ်ချင်လို့လုတ်ချင်နေမှန်းကိုမသိတော့အောင်ထင်နေပါတယ် Rocket နဲ့ Kai Havertz တို့ကလည်းအချိတ်ဆက်မမိသေးသလိုတိုက်စစ်အတွက်ဘလို့ချင်းချောက်မလဲဆိုတဲ့အထီးကိုမရှာပဲကန်တင်ပြေးအကွက်နဲ့ပဲတိုင်ပတ်နေပါတယ်လိုအပ်ချက်တွေများတဲ့တိုက်စစ်ဟာကာလာဖျူရီဝင်လာချိန်နာတော့နည်းနည်းလေးအလုတ်ချေထဲပြီးမြဲအချိန်လော့နောင်းသွားခဲ့ပြီးထည့်ပါတယ်ဒီပွဲမှာဒီဂလန်ရိုက်ဇူဘီမန်ဒီတို့ကွင်းလေအထိုင်ပဲအသေးအတန်းဖြတ်ထုတ်နေရပြီးတသင်းလုံးနီးပါးစွမ်းဆောင်ရည်အောက်ရောက်နေပါတယ်ဒီအတွက်ကြောင့်အာဆင်နယ်အရှုံးပေးလိုက်ရလာဖြစ်ပြီးနီးဗျူဟာပိုင်းဟောစိတ်သက်ပိုင်းမှာတက်တာနှိမ့်နေတဲ့အာဆင်နယ်ကိုမန်စီးတီးကကြော်ဖြတ်သွားလာထုံးစံကိုဖြစ်နေပါတယ်မန်စီးတီးအတွက်လည်းဂုဏ်ယူပါတယ်ဒီပွဲစဉ်ပေါ်ညီကိုတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးကြည့်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်